အားလုံးပဲမင်္ဂလာပါเนาะကျွန်တော်တို့ဒီနေ့ဆွဲသားတွေတို့အစာပါတဲ့ဟာတွေတို့เนาะပြောစီအစာတွေမှာအချီကြော်တာတွေကိုကျွန်တော်တို့ပြုပြင်လို့ရမယ်နီလန်းလေးပြပေးမယ်ဗျာเนาะအခုလက်ရှိကျွန်တော်ဒီမှာချုပ်ဆန်းထားတာအပေါက်လေးတွေကြော်နေရเนาะအချီခုံနေတယ်လို့လည်းခေါ်တယ်ဗျာเนาะတချို့ကတော့အကောင်လေးပြင်ဖို့အတွက်ကျွန်တော်တို့အရင်ဆုံးပြီးကိုဖြုတ်ပေးရမယ်ဗျာเนาะပြီးရင်ကျွန်တော်တို့ဒီမှန်မြင်တဲ့နှလုံးကိုဖြုတ်မယ်ဗျာเนาะမှန်မြင်တဲ့လေးနှလုံးရှေ့ရလုံးရောအနောက်ကလုံးရောတခြားလေးဖြုတ်ပေးမယ်ဗျာเนาะကြောက်လက်ရှိတာလေးနဲ့ဖြုတ်ရင်တော့ပိုကောင်းတယ်ဗျာနော်ပြီးတော့ရင်ကျွန်တော်တို့ခွေးသွားနှလုံးလည်းဖြုတ်မယ်ဗျာနော်ခွေးသွားနှလုံးအကုန်လုံးဖြုတ်ချပလိုက်ရမယ်ဗျာနော်အဓိကကတော့အဲ့နဲ့ကျွန်တော်တို့ဒီအောက်ကငမန်းနဲ့ပေါ့နော်လာချမ်းနဲ့ကျွန်တော်တို့မတိုက်အောင်လဲကြည့်လို့ရမယ်နောက်ကွာနေတာကိုလည်းကြည့်လို့ရှင်းရှင်းလင်းလင်းကြည့်လို့ရအောင်လို့ကျွန်တော်ဖြုတ်ချပလိုက်တာဗျာနော်ခုဒီမှာကျွန်တော်တို့အဲ့နဲ့ဒီလာချမ်းချီကောက်တဲ့ငမန်းနေရအကွာဝေးရနည်းနည်းကွာနေပေါ့နော်ကျွန်တော်တို့အဲ့အတွက်အဲ့နဲ့ငမန်းတွေကိုကတ်ပေးရမှာဗျာနော်အဲ့တော့ကျွန်တော်တို့ဒီအထောက်နဲ့လေးကိုဖြုတ်မယ်ပြီးသွားပြီဆိုကျွန်တော်တို့ခုနအဘိတိုင်းနဲ့အတိုင်းနဲ့ကြားလေးကိုကြောက်လက်လေးထည့်ပြီးတော့ကျွန်တော်လူဘက်ကိုဆွဲပြီးတော့နည်းနည်းကတ်မယ်ပြီးရင်ကျွန်တော်တို့ငမန်းဘက်ကိုလည်းညာဘက်ကိုလည်းနည်းနည်းဆွဲကတ်မယ်ဗျာနော်ဘိန်းလုံးရှိတဲ့ဘက်ပေါ့အဲ့ငမန်းနဲ့အခုလိုမျိုးလေးနော်အရန်နဲ့တိုက်လည်းမတိုက်ရဘူးအရန်လည်းမကွာဘူးပေါ့နော်အဲ့အနေထားလေးဖြစ်အောင်ချိန်ပြီးတော့ပြန်တက်မယ်ဗျာနော်ခွေးသွားနဲ့နှလုံးပြန်တက်မယ်မှန်မြင်တဲ့လေးပြန်တက်မယ်ဗျာနော်အခုပြတဲ့နီလန်းကဆက်စရာကိုအိမ်ခေါ်ပြီးတော့ပြင်တာပဲဖြစ်ဖြစ်သွားပြင်ဖို့အချိန်မရတာပဲဖြစ်ဖြစ်အဲ့လိုမျိုးငွေကုန်ကြီးကြမရှိဘဲနဲ့အလွယ်တကူနဲ့မြန်မြန်လေးပြင်လို့ရမယ်နီလန်းလေးကိုပြောပြတာဗျာနော်တကယ်တမ်းတော့အခုလိုပစ္စည်းလေးလဲစရာမလိုဘဲနဲ့ပြင်ပြီးတော့မှတစ်ချိန်ကိုအချိန်ပြန်ရတဲ့အချိန်ကျမှဆက်စရာစီမှာပြန်ပို့ပြီးတော့ပစ္စည်းလေးတွေပြန်လဲရတာတွေပါပြီးတော့ဖြစ်နိုင်ပါတယ်ဗျာနော်အခုလောလောဆယ်အဆင်ပြေသွားအောင်လို့ကျွန်တော်တို့ပစ္စည်းလဲစရာမလိုဘဲနဲ့အိမ်မှာအလွယ်ကူဆုံးပြင်လို့ရမယ်နီလန်းလေးကိုပြပေးလိုက်တာဗျာနော်အဲ့တော့အခုကျွန်တော်တို့ပြန်ပြီးတော့ဒီဘီတိုင်းပြီးပြန်တက်မယ်ဗျာနော်ပြီးရင်ကျွန်တော်တို့အချီကောက်ကြည့်မယ်ဗျာနော်မှန်မြင်ပေါင်းနဲ့အဓိကအအောက်ဆင်းတဲ့အချိန်နဲ့မှန်မြင်ပေါင်းနဲ့ဆန္ဒတဲ့ကြဖို့တော့လိုတယ်ဗျာနော်ပြီးကျွန်တော်အချီဖြည်းဖြည်းကောက်ကြည့်မယ်အချီကောက်လို့အဆင်ပြေသွားပြီဆိုမှကျွန်တော်တို့အစားထည့်ပြီးတော့ချုပ်ကြည့်လိုက်ရင်အဆင်ချီမကြော်တော့ရင်အဆင်ပြေသွားပြီနော်အရန်နေကြီးကတ်လွန်အားကြည့်ရင်လည်းကျွန်တော်တို့အကျိုးတယ်ဗျာနော်ခုနလိုအရန်ကွာနေလဲအချီကြော်တယ်ဗျာနော်အားလုံးပဲအဆင်ပြေကြပါစေအလွယ်ကူ